Assalamu alaikum warahmatullahi wabarakatuh. Channel ala video. Channel me Quran go channel surah tajweed ke muzakara. Lau ni ra ala channel apai. Sakhon yaw ba bi. Ara diya ne video ma channel di channel me Quran go ala qul ya ayyuhal kafirun ga ni ro ma di video ne channel asarin view ma phit ba de. Ala channel qul ya ayyuhal kafirun go channel ala muzakara ma lauk khin channelအတီးလေးတစ်ခုတော့ပေးခြင်းတချို့တွေကျွန်တော်ကိုဒီမှာလာပြီးတော့မှကျွန်တော်ရဲ့ဆရာတွေလားဒါမှမဟုတ်ကျွန်တော်ရဲ့တပည့်တွေလားဒါမှမဟုတ်ကျွန်တော်ရဲ့ဒီ public ထဲကအဝမနေလားအာလီမနေလားတော့မသိဘူးဒါပေမဲ့ရေးကြတယ်ဒါပေမဲ့ရေးထားတဲ့နေရာမှာဘယ်ပုံစံရေးလဲဆိုတော့မေးခွန်းနဲ့မတူမေးခွန်းကနည်းနည်းအကောင်ကြီးတဲ့ပုံစံမျိုးမေးခွန်းနဲ့မတူဘယ်ပုံစံရေးနေလဲဆိုတော့နည်းနည်းဟိုပြောင်းချော့တွေနောက်တက်တွေပေါ့အဲ့ဒီပုံစံမျိုးတွေမေးထားတာကျွန်တော်တွေ့တယ်ဒါနဲ့လည်းကျွန်တော်စိတ်မဆိုးသေးပါဘူးအဲ့ဒါဘာဖြစ်ကျွန်တော်တို့ကအလားလိုတော့နဲ့အလဖဇလ်နဲ့တော်တော်များများကျွန်တော်တို့လူတွေကိုကျွန်တော်တို့အများကြီးကြုံမှုတယ်ဟုတ်လားကျွန်တော်တို့စိတ်မဆိုးဘူးဘာလို့ပညာရှိတဲ့လူကတော့ပညာရှိတဲ့ပုံစံမေးတယ်ပညာမရှိတဲ့လူကပညာမရှိတဲ့ပုံစံမေးတယ်အချို့လည်းကျွန်တော်ရဲ့ပညာရှိတွေထဲမှာအာလီမ်တွေထဲမှာulama kiramတွေထဲမှာကျွန်တော်ရဲ့ငွေချင်းတွေလည်းပါတယ်ကျွန်တော်ငွေချင်းမို့လို့ဒါနောက်ပြန်တော့ကျွန်တော်ចောင်းသားဘွားတော့ဟာလားကျွန်တော်တို့ဟာလားကျွန်တော်တူနေခဲ့တယ်တူစားခဲ့တယ်တူသွားခဲ့တယ်တူလာခဲ့တယ်အိတ်ခဲ့တယ်ပြောင်းခဲ့တယ်ကျွန်တော်ဘွေးမယူဒါပေမဲ့ကျွန်တော်နဲ့တချို့ဟာလားကျွန်တော်ရဲ့ဒီ public ထဲမှာရှိနေလူကြီးမင်းတချို့ကကျွန်တော်လည်းမသိဘဲနဲ့ကျွန်တော်ကိုဟာလားနည်းနည်းပေါ့ရိုင်းဟိုဘယ်လိုပြောမလဲဒီနေ့ဘေးအသက်ရိုင်းတဲ့အနက်နေထွက်ဆိုတော့အဲ့ဒီပေါ်မှာအဲ့ဒါကျွန်တော်ကိုလည်းမရိုင်းပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းရိုင်းတာမကြိုက်ပါဘူးအဲ့ဒါကျွန်တော်ဒီဘ누구မှလည်းအဲ့ဒါစောင်းမြောင်းပြောတာမရှိပါဘူးကျွန်တော်ဒီစီးပေါင်အတွင်းနဲ့ပဲကျွန်တော်ပြောရမှာဖြစ်ပါတယ်ဟုတ်လားကျွန်တော်ကိုယ်တိုင်လည်းစီးပေါင်ရဲ့အပြင်ကိုရောက်နေတဲ့လူတွေကိုမကြိုက်သလိုဟုတ်လားအရှိရလူကြီးမင်းတို့ကလည်းစီးပေါင်အပြင်ကိုရောက်နေတယ်ဆိုရင်ကြိုက်မှာမဟုတ်ပါဘူးအဲ့ဒါကျွန်တော်ရဲ့ဒီဗီဒီယိုတွေမှာအဲ့ဒါအားနေတဲ့ကိစ္စတွေလည်းရှိနေမယ်အဲ့တော့လူကြီးမင်းများအပြုသဘောနဲ့အဲ့ဒါကောင်းမွန်လေးကျွန်တော်ရဲ့ကောမမှာမဟုတ်ရင်လည်းပဲလာပြီးတော့ဟာစာရေးလို့ရတဲ့နေရာနှစ်ယောက်တည်းမေးလို့ရတဲ့နေရာမှာကျွန်တော်လာပြီးတော့မှမေးတာမျိုးတို့နောက်တစ်ခုကဘာလဲဆိုတော့ဟာဟိုမတိတဲ့ဟာတွေကိုကျွန်တော်ရှင်းပြခြင်းနဲ့ဟာကျွန်တော်မတိတဲ့အရာတွေပြောတာပါအရှိရလူချင်းမင်းနဲ့ကျွန်တော်တက်နားလေတယ်ဆိုတော့အဝမ်ကပဲဖြစ်ဖြစ်အာလင်ကပဲဖြစ်ဖြစ်တက်တယ်တကယ်တက်တဲ့နားလေတယ်တီကျွမ်းတယ်ဆိုလို့ရှိရင်ကျွန်တော်ငကိုကြားလာပြီးတော့